ရွက်တဲ့ခမရွာဘက်ဒီမှာဗျ PDF တွေတွေ့ပါတယ်PDF တွေတွေ့ပါတယ်ဆိုတာခါရတော့လေကျွန်တော်တို့ရွာဘက်ဒီမှာလူခန္ဓာတွေ့ပါတယ်ဗျကျွန်တော်ရွာဘက်ဒီမှာလူ PDF တွေလူခန္ဓာတွေ့ပါတယ်ရွာတဲ့ဘက်ဒီလေကျွန်တော်ကရွာသွားလို့ရှိရင်ရွာတဲ့ဘက်ဒီမှာလေတွေ့တယ်ခမရွာဘက်ဒီမှာလေကျွန်တော်တွေ့တော့ဟိုလေးကျွန်တော်ဖုန်းဆက်ပြောတော့မဟုတ်ပါဘူးဂိတ်မှာကျွန်တော်ကားအလက်ကြုံလို့ရှိရင်ကျွန်တော်သူတို့ကဈေးဝယ်လာလို့ရှိရင်သူတို့ကတခါလေးကြီးဂိတ်မှာနားပြီးမှတစ်ဖိတ်တောက်ပြီးမှဈေးဝယ်သွားရှိတယ်ခါလေးဈေးရပြန်လာမှတစ်ဖိတ်တောက်ရလည်းရှိတယ်ဂိတ်မှာပြန်လာဈေးရပြန်လာပြီးမှဂိတ်ကိုထိုင်လာလည်းရှိတယ်အဲ့ချိန်မှာကျွန်တော်ဆုံးကြုံလို့ပြောလိုက်ပါဘိုလီအဲ့မှာပြည်တဲ့တွေ့တယ်ကျွန်တော်ပြည်တဲ့တွေ့ရွာတဲ့မှာလည်းတွေ့ခဲ့တယ်ခမရမှာလည်းတွေ့တယ်ကျွန်တော်လူခန်းနေရလဲကျွန်တော်တို့ရွာဘက်မှာလူခန်းနေလေးတွေ့တယ်ကျွန်တော်ဘယ်လိုပြောပြပါလဲဘူးလေပေါ့အခုတော့ကျွန်တော်တို့နားလေးမှာမြောင်းနားမှာကြက်ဝိုင်းဖမ်းတော့ကြက်ဝိုင်းမြောင်းနားမှာကြက်ဝိုင်းဖမ်းတော့သူကပထမကြက်ဝိုင်းဖမ်းတော့ကျွန်တော်ကအစဆိုင်ကယ်ဒီ60 စီလောက်သွားကျွန်တော်အိမ်ကနေပြီးတော့ကျွန်တော်အိမ်နောက်ဖိမှကျွန်တော်တန်ရှင်းလုပ်ဖို့ဆိုပြီးကျွန်တော်အိမ်ကတခါချင်ရှိလားကျွန်တော်တန်ရှင်းလုပ်မလို့ဆိုပြီးအဲ့နာကျွန်တော်အမြဲနေ့တိုင်းမှိုက်လေးတယ်တနေ့ကနှစ်ခါသုံးခါလောက်ကျွန်တော်မှိုက်လေးတယ်နောက်ကျိုးစူးပါညာကလေးပါညာတော့လေးစူးအောင်ကျွန်တော်အဲ့လိုအဲ့နေရကျွန်တော်မိုက်တန်ရှင်းလုပ်ဖို့သွားတာဗျအဲ့တော့ကြောက်ဝိုင်းရှိပါလေကြောက်ဝိုင်းကျွန်တော်တွေ့ရပေါ့ဗျာတန်ရှင်းလုပ်ဖို့ဆိုသွားတာဗျကျွန်တော်အဲ့မှာဆိုင်ရဲ90 စီလောက်ဘောနဲ့ကျွန်တော်မသိရလို့ကြည့်လိုက်တာဒါပေမဲ့သူကတော့ကျွန်တော်ထင်တော့ကျွန်တော်ဝေးရပဲမြင်လိုက်လို့လားမသိဘူးတတိုင်းယူနီဖောင်းတော့မပါဘူးထင်တာလေအဲ့မှာကျွန်တော်နောက်မှဖမ်းနောက်မှသူတို့ပြီးလာပြီအကုန်လုံးပြီးလာပြီဆိုမှဖမ်းနေဆိုတော့ကျွန်တော်ပြီးတာဖမ်းနေဆိုတော့ပြီးသွားတော့နောက်နေ့ကျတော့ကျွန်တော်ဂိတ်သွားတော့သူနဲ့စကမ်းမှုနဲ့တွေ့စကမ်းမှုကကျွန်တော်ပြောတာအားတဲ့ခင်ဗျားလက်ချက်မလို့လာထားမလုပ်ပါနဲ့ကြာလို့ကိုလေးလည်းကျွန်တော်ဆွဲချနေတယ်မလုပ်နဲ့ပါနဲ့ကိုလေးတီးပြီးသားပါကိုလေးဟုတ်တယ်အဲ့မှာနေရတော့အဲ့မှာကြောက်ဝိုင်းကိုသူတို့ဖမ်းသွားတယ်ကျွန်တော်အဲ့လိုတော့ပြောလိုက်ပါတယ်နောက်ပြတော့ကျွန်တော်ဒီကျွန်တော်တို့အနောင်နားလေးမှာဗျကျွန်တော်အနောင်နားလေးရီမြောင်းနားလေးပါတယ်သူတို့အဲ့ဖွဲ့စည်းတွေကျွန်တော်တို့အနောင်နားလေးမှာတလိုင်းဖွဲ့စည်းတွေ့လို့ရှိရင်ဘူးလေးတွေ့တယ်ကျွန်တော်တို့နားလေးမှာလည်းဒီလိုဖွဲ့စည်းလေးတွေ့တယ်ဘူးလေးကျွန်တော်အဲ့လိုလေးပြောမိပါတယ်ဗျအဲ့ဘူးလေးကိုပြောမိအဲ့တော့သူဟွာတော့ပေါ့ဗျာကျွန်တော်ပြောတာသူ့ကို2025လောက်ကစာအုပ်ပိုင်းလောက်ကျွန်တော်အဲ့လိုပြောတာ2025စာအုပ်ပိုင်းလောက်အဲ့လိုပြောတာနောက်ပိုင်းကျတော့သူနဲ့ကျွန်တော်နဲ့ခက်တနက်ဖြစ်သွားပါတယ်ဗျခက်တနက်ဖြစ်တယ်ဆိုတာကကျွန်တော်ပေါ့နော်ဗာနေတော့ဆိုတော့မိတိုင်ကိစ္စနေပါရင်းတော့ကျွန်တော်တော်တော်ရိုးတယ်သူနဲ့ကျွန်တော်နဲ့တော်တော်ကျွန်တော်ဂိတ်သွားလဲဂိတ်ကဟိုင်းနေရိုးပါတယ်ကျွန်တော်နဲ့ခင်နေပေါ့တော်တော်ခင်နေပေါ့ဗျာနောက်ပိုင်းကျွန်တော်မိတိုင်ကိစ္စနေကျွန်တော်အိမ်ရှိရမိတိုင်ပေါ့ဗျာမိတိုင်ကိစ္စနဲ့မိတိုင်ကျွန်တော်တို့ကုတုကိုတာဆွဲထားရမိတိုင်ရှိတယ်ဗျကုတုကိုတာဆွဲထားရမိတိုင်ဆိုတာဆွဲရမိတိုင်ကြီးတွေပါပဲကျွန်တော်ကကုတုကိုကျိုးဝယ်ပြီးတော့ကိုရက်ကိုကျွန်တော်တို့ဆွဲရရှိတယ်အဲ့တိုင်နေရနေပြီးတော့ကျွန်တော်တို့ကွန်ကရစ်တိုင်ကြီးတွေပေါ့ပြောင်းတာပေါ့ဗျာကျွန်တော်မိတိုင်ကြီးအဲ့ကျွန်းတိုင်ကြီးတွေကပူးနေတော့လိုင်းမင်းကျွန်တော်ဦးလေးတယောက်ကငါတူတဲ့မင်းအဲ့တိုင်နဲ့ယူထားတဲ့မင်းရှေ့တိုင်လဲရမှာတဲ့မင်းရှေ့တိုင်မကောင်းတော့ဘူးတဲ့ကျိုးမှလဲရမှာလေဟုတ်လားလေအဲ့နဲ့ကျွန်တော်ဦးလေးကျွန်တော်မယူချင်ဘူးနော်လို့ကျွန်တော်ကအဲ့ကျွန်တော်ညာပြောရမယ်လို့ကျွန်တော်မလုပ်ချင်ဘူးလို့သူများအပြောခံမလို့ကျွန်တော်မလုပ်ချင်ဘူးငါပြီးတာကွာတဲ့ယူလိုက်ပါတယ်မင်းရှေ့တိုင်လဲရမှာမလို့ပါတဲ့ဒီဘာပြောငါပြောလိုက်ပါမယ်တဲ့ဟုတ်ဒီကျွန်တော်ရှင်းမှာပဲကြိုက်တယ်လို့မဟုတ်ဘူးမြည်ချင်ဘူးလို့ကျွန်တော်ဦးလေးဆိုတာအလိုင်းမင်း
ကျွန်တော်ခင်လို့ဦးလေးလို့ခေါ်လိုက်တာကျွန်တော်ကသူကလည်းကိုဦးလေးကျွေးလောင်းလို့ပါကျွန်တော်အဲ့နဲ့သူကပြီးလို့ဆိုပြီးကျွန်တော်ယူလိုက်တယ်ဘယ်သူကတိုင်လို့ရမသိပါဘူးဗျာတိုင်နေလို့ကျွန်တော်တင်ပြပါဘယ်သူကတိုင်လို့ရမသိပါဘူးသူတို့ရောက်ချလာကျွန်တော်အဲ့တိုင်ကိုကျွန်တော်အတိလိုက်ထွက်လာနဲ့အခုအေးပေါင်းဗျာကျွန်တော်အဲ့တိုင်လေးကျွန်တော်အိတ်တိုက်ဖို့ပြပါအောင်ဆိုပြီးကျွန်တော်၄-၅လောက်မှားတယ်ဗျအဲ့တိုင်လေးကျွန်တော်တိုက်အိမ်ကိုတိုက်ဖို့ပြီးအဲ့တိုင်အိမ်ရောက်လို့ချပြရမှကြားတယ်ဗျာသူတို့ရောက်ချလာသူကအိမ်တော့မလာပါဘူးသူတို့ကသူကခန်းဝင်ရောက်ချလာရဲတွေရောက်ချလာတော့ဘယ်မှာတော့ကာသမားဘယ်မှာတော့စခန်းလိုက်ခဲ့ကားပါလိုက်ခဲ့သူတို့ခေါ်တယ်အဲ့နဲ့ကားပါလိုက်ခဲ့ကျွန်တော်တို့ရင်ညောင်းသားမှာဟိုကလည်းဇာတ်လေးရှိပါတယ်ရက်ဆိုင်လေးရှိပါတယ်ရက်ဆိုင်မုံဆိုင်လေးပေါ့ဗျာရက်ဆိုင်လေးလည်းမဟုတ်ဘူးမုံဆိုင်လေးပေါ့အဲ့နားမှာရဲတွေလိုက်လာပြီးကျွန်တော်လည်းသူတို့မိတိုင်တိုက်ပြီးဆိုသူတို့ရက်တိုက်နေပေါ့မိတိုင်တိုက်ပြီးဆိုတော့ကျွန်တော်ကုမပြီးတယ်သူတို့ကျွန်တော်မိတိုင်ပေးပြီးကာလမောင်ရက်တိုင်ပေါ့ရက်တိုင်ပဲကျွန်တော်ကအိမ်မှာပဲရှိတယ်သူကတော့တန်းရမင်းလိုက်ခဲ့အောင်ဘာလို့မင်းပြတာမင်းရှင်းပြဘာလို့တော့မင်းမိတိုင်လေးကိစ္စနဲ့ပတ်သက်ပြီးတော့တဲ့ကိစ္စနဲ့ပတ်သက်အားတယ်ကားပါစခန်းမောင်းခိုင်းနေဗျာအရာကျွန်တော်ရှင်းလိုက်မယ်ရင်းမြောက်လာပါတယ်ခုပြီးသွားမှတ်ကြည့်ရောတိုင်ဝဲမှာပြီးတော့မှတ်ကြည့်ရရင်တယောက်ကတော့ရေးပြီးတော့ပါပြီဆိုမျိုးဆိုလာတယ်ပြီးတော့အဲ့ညောက်လာတော့အဲ့ညောင်နဲ့ကျွန်တော်စကားမပြောကျွန်တော်စခန်းကိုပူလစ်ဖုန်းဆက်တယ်ဖုန်းဆက်တော့ပူလစ်ဖုန်းမကိုင်တော့ကျွန်တော်စခန်းလိုက်တော့ပြီးတော့ကျွန်တော်စခန်းနဲ့ဒီလိုမဝင်ရဘူးကြာကျွန်တော်ထောင်းလာတယ်ပါတော့ဒီလိုထောင်းလာတယ်ရှေ့ကဂိတ်ပေါက်ပါရှိအဲ့ဂိတ်ပေါက်ပါနာမှာကျွန်တော်ရက်တော့နေရစခန်းရေးတယောက်ကဘာလို့လဲကျွန်တော်ဘူလီနဲ့စကားပြောချင်လို့ခဏဆောင်ပါအောင်ဆိုတော့ကျွန်တော်အဲ့ဒါထိုင်းဆောင်ပြီးတော့နောက်15မိနစ်လောက်15မိနစ်20လောက်ရှိတော့ရောက်လာတယ်ကျွန်တော်တန်းတန်းပို့ဆက်တယ်ကျွန်တော်ပြီးပါတယ်တဲ့ကျွန်တော်ဖျက်ရှင်ခုနေလို့ပါကျွန်တော်ဖျက်ရှင်ခုနေလို့ပါအဲ့နဲ့ဟုတ်ကဲ့ပါလို့ကျွန်တော်ဘူလီအဲ့လိုပဲလို့ကျွန်တော်ဒီမိတိုင်ကိစ္စနဲ့ပတ်သက်လို့နှစ်ယောက်လိုက်လာလို့ကျွန်တော်လည်းအဲ့ဆောင်လို့အားလို့ဒါပြောတာပါလို့ဟုတ်တယ်တဲ့ကျွန်တော်လည်းတဲ့အဲ့မှာစခန်းမှာလိုအပ်ချက်ကလေးအဲ့လေးမိတိုင်ဥစ္စာလိုရလေးကိုသူစောက်ဖို့နေရာပေါ့ဗျာဟုတ်ပါဒါတော့မသိစောက်မဲ့နေရာအဲ့လိုသုံးကျင်လို့ပါတဲ့ကျွန်တော်ရတယ်ပေါ့လေအဲ့ကိစ္စနဲ့ပတ်သက်လို့မခေါင်းမနဲ့လိုအပ်တဲ့အချိန်ကျွန်တော်လာခဲ့ဘာမှမလုပ်ဘူးချိန်ဘာမှမလုပ်ကြိုက်တဲ့အချိန်လာပြီကျွန်တော်သူ့ကိုကြိုက်တဲ့အချိန်လာပြီကျွန်တော်ဘာမှမလုပ်ကျွန်တော်အဲ့မှာသူနဲ့ကျွန်တော်နဲ့အဲ့မှာခက်လန့်လန့်ကျွန်တော်ကိုဒီဟာလေးနဲ့ပတ်သက်ပြီးတော့ပြောရမှာလားဆိုပြီးတော့ကျွန်တော်ခက်လန့်လန့်ဖြစ်တယ်အဲ့ကနေကသူနဲ့ကျွန်တော်နဲ့ဆက်ကပြတ်သွားတယ်အဲ့ကိုဖြစ်မှန်းနဲ့ဆက်ပြတ်သွားတယ်ဆိုပေမဲ့လည်းဂိတ်ရောက်တော့ပေါ့ဗျာကိုကဒီလုပ်ငန်းလုပ်နေတာဆိုတော့ကျွန်တော်ဂိတ်ဆိုတာကျွန်တော်ကားအလက်ထွက်လို့ချင်းကျွန်တော်သွားတယ်ဂိတ်ရောက်လို့ရှိရင်သူတို့ကဈေးဝယ်လာလို့ရှိရင်ကားခမလာဒီမှာဟုတ်ကဲ့ဒီနေ့ကျွန်တော်အလဲပါပြီးပါအဲ့လိုတော့မြေထုခုတ်ပြီးတော့ရှိသွားတယ်အဲ့လောက်ပဲရှိတယ်ကျန်တဲ့ကဏ္ဍသူနဲ့ကျွန်တော်ချမှာကျန်တဲ့ကဏ္ဍကျွန်တော်သတင်းပေးတာတော့ခါတော့သူ့လုံးဝဘာမှမပြောတော့အခြားကိစ္စနဲ့ပတ်သက်လို့ဘာမှကျွန်တော်မဆက်ရှက်တော့မပတ်သက်တော့အဲ့လိုတွေတော့အဲ့ပူဒီနေတော့အဲ့လိုအဲ့နောက်ဆုံးပါတယ်ကျွန်တော်ဒါပေမဲ့သူတို့ဟင်းချက်ဆရာတောင်းတယ်ပြီးလိုက်တယ်ဟင်းချက်ဆရာတောင်းပြီးလိုက်တယ်ဘာလို့လဲသူတို့ကလည်းတစ်ခါလေးတစ်လတစ်ခါနှစ်ခါလောက်တောင်းတယ်ပြီးလိုက်တယ်ဒါပါကျွန်တော်အဲ့ဖမနဲ့ဘူးလေးနဲ့ကျွန်တော်အဲ့လိုရင်းနှီးတော့ကျွန်တော်
တော်လေးဖွဲ့ဒီဘယ်မှာရှိတယ်ဆိုတော့ဘယ်မှာနားမှာကျွန်တော်တွေ့ခဲ့တယ်ကျွန်တော်ဘယ်မှာတော့အလူခန္ဓာတွေ့တယ်ကျွန်တော်ရွာသစ်မှာတွေ့ခဲ့တယ်ပေါ့ဗျာကျွန်တော်ခမောင်မှာတွေ့တယ်ရွာသစ်မှာတွေ့တယ်ကျွန်တော်ရွာဘက်ဒီမှာအလူခန္ဓာတွေ့တယ်ကျွန်တော်တို့နားလေးဒီမှာဖြတ်သွားလာဝါလာနေတွေ့တယ်အပူလေးကိုကျွန်တော်ပြောမိတယ်ဒါကျွန်တော်မှားပါတယ်ကျွန်တော်မှားကြီးလည်းမှားပါတယ်ကျွန်တော်နောင်တာလည်းရပါတယ်ကျွန်တော်ခင်းလို့မင်းလို့ဒါအဲ့လိုပြောမိတဲ့အတွက်ကြောင့်ကျွန်တော်သူတို့တော်လိုင်းသမားတွေကြတော့ခန်းစားရတယ်ကျွန်တော်မတွေးမိလိုက်ဘူးဗျကျွန်တော်မှားပါတယ်ကျွန်တော်တော်တော်လေးကျွန်တော်နောင်တာရပါတယ်ကိုလည်းဝန်ခံပါတယ်ကျွန်တော်မှားတယ်ဆိုတော့ကိုလည်းကျွန်တော်ဝန်ခံပါတယ်ကျွန်တော်လည်းနောင်တာတော်တော်ကြီးကြီးရပါတယ်ဗျနောက်ပိုင်းကျွန်တော်ဒီမျိုးလုပ်တယ်ကျွန်တော်မလုပ်တော့ပါဘူးကျွန်တော်မိသားစုလေးနဲ့ကျွန်တော်ပြပြရှင်းနေတော့ပါမယ်ဒီမျိုးကျွန်တော်နောက်ဒီမျိုးအလုပ်ပြီးတော့ခါမှကျွန်တော်ဆက်မလုပ်ပါဘူးဗျကျွန်တော်လည်းကျွန်တော်ကိုကျွန်တော်နောင်ချင်ပါပြီဗျကိုလည်းကျွန်တော်မှန်မှန်သိပါပြီ